ပြီးတော့ခဲကြပါသေးတယ်။နောက်မှလည်း Grand Jump စစ်ချောက်ချမှာဝင်းတော့နေချပြန်ပွေထားတဲ့ AOG Messi ပြန်လည်းပြီးတော့ကြောက်ရှုံးနေတယ်ပဲဒီတစ်ခါမှာတော့2-4-2 train နဲ့တူပဲရှယ်နီအလီဒါtake down the call ဒါဘကေတောက်ချောင်းကြီးနေပကြတဲ့ဒါမှချားမှာရှာတောက်ခဲ့ပါနီကို 2-4-2 stride ဟာမစစ်ပြီးကနေဒါဘကေနဲ့တူပဲ3-4-2မှာတော့အလီဒါ stay alive လွတ်မြောက်နေစဲပါပဲတောက်ချောင်းဆိုဆိုပဲအလီဒါတစ်ဖက်သေးရဲ့ချိန်ငယ်ထဲမှာပတ်ပြီးတော့ပြေးနေရဗျာနောက်မှဂျန်နေကပိုရဲနဲ့တူပဲနီကိုလိုက်ပြီးတော့ကြီးနေတဲ့အနေနဲ့တစ်ခုမှာအလီဒါတော်တော်လေးအချိန်တော့ကြာနေခဲ့နောက်မှ Dennis Stride ဖပြီးတော့ fight ထားမှာMessi trap arrow again နောက်ကျထပ်ပြီးတော့ပေးတော့ဆဲပါပဲနောက်ရှောင်းဆိုသလိုပဲဒီလောက်ပြန်ပြီးတော့ရှင်းဖို့အတွက် AI Sport တွေ၄ယောက်ကနေနေတာတစ်ခုမှာ PM တက်ပြီးတော့တောင်းသွားနေနေပဲ9ယောက်3ယောက်ချင်းတစ်ခုမှာဒီသရောကာဖို့ဆိုဖြစ်နိုင်မှာမလား Joy Little 5 piece တွေစစ်ပေးတောင်းအောင်လေးရိုက်ချက်တွေ Father Air Strike တွေပါတက်ပြီးတော့ဖြတ်ပေးနေနေပဲစစ်ပြီးသရောချိုးရတဲ့နောက်မှာ game number 2ကိုတော့မတ်စီကပဲဆက်လက်ပြီးတော့အနိုင်ရယူသွားနိုင်ခဲ့ပါပြီအားလေးတို့ make game control ပါနေ Jungle Skirmish ပါနေไอ้เป็นล้มละเปลี่ยนชื่อเนี่ยมันจะสี5 with the 5 AOG พอเดี๋ยวแลนซ่าทางเนี่ยแบล็คชาร์ได้มาတော့ညံ့နေပြီဗျာတူကလောက်သွားပြီးတော့ညံ့နေခဲ့ပြီဘပလာပြေးပြီးတော့ကန်ဝင်ရောက်လာဆိုတော့ဝဝနောက်ဘလိုင်းတော့ပြေးပြီးတော့ချင်းမတီကိုရှေ့နေကြတယ်မှာမက်ဆီပြန်လည်းပြေးထွက်နေတယ်မှာအလီကထောင်းဝခဲ့ဆိုတဲ့ဘက်က flash ကိုမလို့ကြားတယ်မှာ PS ပြန်ပြီးတော့ပဲပေးလိုက်ရဆို shut down ကေ by can ကြားတယ်မှာရပတာဟီလာတွေဝဝပြတ်တက်သွားနေနေပဲ CP လေပေါ်နေပြီးတော့ပေါက်ဆောက်ဆုံးသက်ပေးသွားတယ်ဗျာဆိုဒီချိန်မှာတော့ကျွန်တော်4 with the 4 situation မှာတော့မက်ဆီခေါင်းလို့လာဖို့ကြိုးစားရဲဆိုတော့ညာလဲထွက်မှာလဲအလီတိုင်း damage ကို short လို့မရသေးဘူး distraction လွဲသွားတဲ့အချိန်တစ်ခုတော့တောင်းသေးခဲ့တယ် speed ချိုတွေကိုသွားအိမ်တာဗျာဆိုတော့ကတော့ဘလိုင်းတော့ပြေးပြေးချေပါ overdrive shot ကအကုန်လုံးပေးတဲ့အချိန်တစ်ခုမှာ delita တော့ shot ပြခွဲနေတယ်ပုံရဲ double kill ပါအလီတိုင်းနဲ့တူ low cable ထွက် medicine ချမ်းမမီတော့စူးစမ်းပါအောင်မယ် team fight ရမယ်ဗျာလောတယ်မှာတော့ခေါင်းသွေးတော့နဲနေပြီ PS ဝင်လာဖို့ကြိုးစားမယ်လဲ black ကွန်စီနဲ့တိုင်ပြီပွေးလာတဲ့အချိန်တစ်ခုမှာပုံရဲသွေးတော်လေးနဲတယ်နောက်မှတော့ရှော့ PS ကိုချက်တဲ့ကြားမှာတော့ပုံရဲမသိဘူး PS နဲ့ Nico crossbow ပြန်ပြနေကြမှာ Zippy Choti PS ကိုတော့သုံးသပ်လိုက်ပြီဗျာကျွန်တော်နောက်ဆိုင်ပါလာတဲ့ follow damage တစ်ခုမှတွေဝင်းနေပဲ leader တွေ့သွားပြီ black တောက်ချောက်ပေါ်နေတဲ့ဝေလာနဲ့ကျွန်တော် AOG ဒါပေမဲ့ black ကရောကြိုးစားတယ်ကန်အလီဒါဒီပြေးအိနဲ့နေတာကိုမြင်ရမယ်ဗျာဝေလာဒီချကာလာချင်းခုမှအိမ်ပေါ်ပြန်လဲပြန်ဆွဲထားတဲ့ကန်အကောင်းလုံးတိတ်တောင်လုံးဖို့ကြိုးစားခဲ့မှာ leader လုံးဝ stay play ရှိနေတော့ပပလိုက်ကိုပြေးပြီးတော့ကြည့်နေတဲ့ပုံရဲအလီဒါပြန်လဲပြီးတော့ရရှိသွားခဲ့တယ်ဗျာ1 for 1 race ဆိုတဲ့တကူအဲ့မှာတော့ team time ကိုကြိုးစား Nico double kill ထမသိပိုက်လိုက်နေပဲ Messi ထပ်ပြီးတော့ပဲကြားမှာတော့ညံ့နေပြီပုံရဲနဲ့ဟိုးနောက်တိတ်ကလိုက်ဖို့ကြိုးစားမယ်လေ black အစလည်းမပြေသေးဘူးဗျာ Nico Messi နားမှာတော့ရှိနေနေပဲ Nico တော့လည်း Messi flicker နဲ့မှပြန်တော့ပြေးထားပါပြီဆိုတော့3ယောက်တည်သွားခဲ့ပြီဗျာဂျန်ဂလာလည်းမရှိတော့ဘူးဘလက်တကောင်ပါတက်ပြီးတော့ကွန်နေနဲ့ဆုံးသက်သွားနေနေပဲdefense လောက်ရတော့မယ်ဗျာအိုးမက်ဆီ3ယောက်လုံးမီလီယံနဲ့ one way push နဲ့ပြေးတက်လာနေပြီ AI Esport တယောက်တည်းနဲ့ defense ကိုလုံလောက်ပါမလား Messi သွေးတော်လေးနဲနေချိန်တခုဗျာမီလီယံမှာလည်း create ပါနေတော့မယ်3ယောက်တည်းနဲ့ one way push Messi တောက်ချောက် drone တွေကိုရိုက်ချိုးသွားတဲ့ချိန်တခုမှာတော့ game number 3ထပ်မပြီးတော့နိုင်ရရှိလိုက်ပြီးဖြစ်ပါတယ်အိုး Messi ကျွန်တော်ပြောခဲ့သလိုပဲမနေ့ကလေသူတို့ YG နဲ့ပွဲစဉ်မှာFIFA နဲ့ဝင်လုံးနဲ့ကြားတယ်မလို့မချင်းနေစာပြကြောက်မလားလောတယ်တော့ကန်ကြားချင်သွားပြီဗျာအော် review show ပေါက်စားအနေနဲ့ရရှိသွားခဲ့ဆိုလက်စစ်တက်ပြခိုးပြထုံးတဲ့နီကိုအာဂေးရှင်းရှင်းဆိုတော့ပေါက်စားနီကိုရဲ့ဆုံးသက်ခြင်းကိုခံလိုက်ရတယ်ပဲတော့မထိုင်ပါအော်မဂျန်နီစတာရှက်တောင်လှလှလေးပြတ်တောင်သွားခဲ့တာစတာရှက်တာကွက်တီလေးထည့်ပြီးတော့ပဲဟီယိုကစ်တကောင်အပိုင်သိမ်းထားသေးတယ်တော့ပဲ9မိနစ်ကျော်သွားတဲ့ခါတော့ fan base လောက်ရမယ် flash combo ပြန်တော့ဖို့တဲ့ B found ပြောင်းဦး shot ကပြန်ချတယ်ဒီမှာ click ကန်တကောင်လေးပဲကျော်ပြန်ပြီးတော့ပဲ pop line ချင်းဖို့တဲ့ချင်း oh my genius သူပြန်ပြီးတော့ချလိုက်ပါသေးတယ်ကန်9ယောက်လုံးခန်းနဲ့ချမှာတကောင်ပါစေရအောင်ခေါ်သွားလိုက်သေးတာဗျာဆိုတော့ဒီနေ့မှာ occasion strike ဒီကိုပေးတော့လေဒီမှာ CP crowd ကပြန်ပြီးပေးလာတဲ့အချိန်အခုမှ fifth round မှာပြန်တိုးတာနေတယ်ပဲ let's say it's Saturday night to CP တန်းတောင်းသွားခဲ့ဗျာဘာမှလည်းထပ်ပြီးတော့3ယောက်ကြားထဲမှာရုံးကပ်ဖို့ကြိုးစားနေ restrict force of the queen နဲ့တူပဲ Alita မြို့ကရဆို let's say it's Nico shut down ပြန်ရလိုက်သေးတယ်ဒါပေမဲ့ flash ကိုပြန်လဲဝင်ရောက်လာတဲ့အခန်းကဏ္ဍတစ်ခုမှာ Messi ပြန်လဲထိုးထုတ်ထားသေးတယ်ဒါပေမဲ့ပေါက်ဆောက်တော့ Nico ပြန်ရလိုက်ပါသေးတယ်3 for 3 trade ဆိုတဲ့နာတစ်ခုမှာတော့ကျွန်တော်နှစ်သိန်းလုံးနဲ့ပြန်ဖုံးဖို့ကြိုးစားနေနေပဲဟိုမှာ Jenny Sphere လေးကနည်းနည်း miss ဖြစ်သွားတဲ့အရာကိုတော့ပြန်ပြီးမြင်ရတယ်ဗျာဟုတ်တယ်ကျွန်တော် Nico ကတော့ပြန်ပြီးတော့ပဲ rely စုအောင်မယ်ဒီအောင်ကြော်ခွင်ကောင်းကြီးပဲ expert ဆိုင်ပြမလား oh my genius တော့ပြေးပြီးတော့ပဲကပ်ပေးထားသေးတယ် con stand နေကြားထဲမှာတော့ပြန်လဲပြီးတော့ဒီ law လူဖို့တဲ့ပေါက်ဆက်ပြေးတော့တက်လာခဲ့ပြီ let's say is that the retribution ဘယ်သူရပါလဲကံမဲရပါလေဗျာအဲ့တော့မတ်စီတသိန်းလုံးပြေးတက်လာဖို့ကြိုးစားနေတယ်ပဲ AI ဆိုတော့ movement way ကိုနောက်ပြန်ဆွဲနေရပြီဗျာဆိုတော့ဒီနေရာမှာတော့ကျွန်တော် Nico ရဲ့ front line သွားပြီးတော့ထိန်းတဲ့ပုံစံတွေပြီးတော့ကျွန်တော် con နေတဲ့တစ်ဖက်က oh my shot က
overtry ကောလုံးပေးတော့ Zippy တန်းပြတ်သွားပြီဗျာနောက်မှဂျန်နီယာကောင်မထိုင်နေဆိုဝင်စားပေးလာတဲ့ဒါပေမဲ့ shot ကပြန်ပြီးတော့ကြာလာခြင်းတစ်ခုမှ Tabake ပိုင်ပေါက်စာနဲ့တူပဲ revamp တဲ့တစ်ခု AI Esports နေပြန်ဆိုင်ပြနေပါပြီ AI Esports တွေ revamp တဲ့တစ်ခုစီတော်တော်လေးကောင်းမွန်သွားခဲ့ shot ကပြန်ချတော့ကဲ win a crown ပြန်တော့ပေးလာပါသေးတယ်ဒါပေမဲ့လေးကောင်ကြားထဲမှာ figure out ပြန်လို့နဲ့မချန်ကန်လာမရှိတော့ဘူးဗျာဆိုတော့ Mr. Power ရှင်ကမှ Messi အကောင်းဆုံးပြန်ပြီးတော့ defend နေလေးပေါ်ထောက်သွားပြီဆို CP patient တွေတော်တော်လေးနာထွက်နေအခြေအနေတိုင်းတစ်ခုမှာ pipeline ပြန်လေးပြီးချိန်လက်စအစနဲ့ပြေကြားထဲမှာ black ပြန်ထောက်သွားတော့ leader မချနောက်မှပြန်ပြီးတော့ပေါက်စတကောင်ချက်တိုင်းနဲ့ strike နဲ့အကုန်လုံးပေးတဲ့ damage ကြားထဲမှာ import ပြန်ထားတယ်ဒါပေမဲ့ CP အကုန်လုံးရိုက်ခွဲနေတယ်ပဲသုံးအောင်ကြားထဲမှာပေါက်စပြန်ရလိုက်ပါသေးတယ် ပေါက်စာတောင်းနေတော့မယ်သူစီဝင်လာဖို့မလွယ်သေးဘူးဗျဒီချိန်ဒီမှာတော့2 for 3 trade ဆိုတဲ့တခုတော့မသက်စီပေါ်ဆောင်ခဲ့ရဆိုတော့ညာတဲ့ PS အခုချိန်ကြီးတော့တောင်းနေတော့မယ်ဟိုးနောက်မှာမသက်စီနှစ်ယောက်အမ်ဘူချိုသားနေတယ် Oh my Jenny ဖြစ်တော့ကောင်းလို့ရှိတာဒါပေမဲ့ CP ချိုတီ CP သရုံးစီကိုပေးတဲ့တက်တွေပြစ်လို့လာရင်းနဲ့ပဲ Grand Final တော့မသက်စီတက်လက်သွားခဲ့ပြီဖြစ်ပါတယ် The sea advance the ground final ကဲအောင်တော့လည်းပုံစံတူပြတ်သွားဝါနေနေပဲကျော်ရဲ့ Battle Boy Series lower bracket final ပွဲစဉ်မှာ AI Esports ကို Medicine နဲ့ 3-1 ဆိုတဲ့ရလဒ်တစ်ခုနဲ့အနိုင်ရရှိလို့သွားခဲ့ပြီပဲဖြစ်ပါတယ် မသက်စီတကယ်ကောင်းမွန်တဲ့အရာတွေကိုချပြခဲ့လို့ပဲကျွန်တော်တို့သုံးသပ်ရတော့မှာပဲဗျ Oh Zippy အဝက်ခံဖို့လေထိုက်တယ်လို့ပဲပြောရမလား Amazon ရဲ့ Beyond Destiny ဆိုတဲ့ຢာကိုရှောက်ရှိဖို့အတွက် Grand Final ရော Medicine တလန်သွားနိုင်ရဲ့ပဲဖြစ်ပါတယ်